င်္ဂလာပါခင်ဗျာကျွန်တော်ကတော့ဘန်ကောက်တက္ကသိုလ်ရဲ့ကျောင်းသားတစ်ယောက်ဖြစ်ပါတယ်ခုနေ့ကျွန်တော်နဲ့အတူတက္ကသိုလ်ရဲ့ကျောင်းဝန်းထဲကိုတွားရောက်လေ့လာကြပါမယ်ခုမြင်တွေ့နေတဲ့အဆောင်တွေကတော့တက္ကသိုလ်ရဲ့ပထမဦးဆုံးအစုံထဲမှာရှိတဲ့အဆောင်တွေပဲဖြစ်ပါတယ်တိုင်မွန်ဗီဒီယိုတွေလည်းခေါ်ကြပါတယ်ဒီဆောင်ကတော့ School of Entrepreneurship and Management အဆောင်ပဲဖြစ်ပါတယ်ပူဆန်လို့လည်းခေါ်ပါတယ်အခုဒီ entrepreneurship အဆောင်ရဲ့ classroom A24 ကိုဝင်ကြည့်ကြမယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်presentation လုပ်တာမျိုးတွေဆိုရင်အဆင်ပြေတယ်ပေါ့နော်ဒါကတော့ April period ရဲ့ image lunch ပေါ့နော်။ကျောင်းသားတွေစာလုပ်လို့အရင်ပင်မဲ့တဲ့အခါမှာလာရောက်ပြီးတော့အနားယူတာလဲလျောင်းတာဆော့ကစားတာပေါ့နော်။အဲ့ဒါတွေအကုန်လုံးလုပ်လို့ရတဲ့နေရာလေးဖြစ်ပါတယ်။
က်ကတူရဲ့ Diamond Hall ပဲဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်ကျောင်းသားကျောင်းသူအသစ်တွေကိုဂျိုဆိုပွဲနဲ့ပွဲနှင်းတဲ့ပြင်အခမ်းအနားတွေကိုလုပ်တဲ့ခန်းမှာပဲဖြစ်ပါတယ်သွားပြီးတော့ဝင်ကြည့်ရအောင်ပါခုမြင်နေရတဲ့အဆောက်အအုံကြီးကတော့ Tourism Tower လို့ခေါ်ပါတယ်။သူကတက္ကသိုလ်ထဲမှာဆိုလို့ရှိရင်အမြင့်ဆုံးအဆောက်အအုံတစ်ခုလည်းဖြစ်ပါတယ်။အဲ့ဒီကိုသွားကြပါမယ်။ခုကတော့ Tourism Major တို့ Chef Culinary Art ပေါ့နော်။ Small Moon Major တို့ရှိတဲ့အဆောက်အအုံတွေပဲသွားပြီးကြည့်ပါမယ်။ကိုကဟင်းချက်ရတာဝါသနာပါတဲ့အချက်ပြုတ်တဲ့ဒီစားပွဲတွေကိုပြင်ဆင်ရတာဒီဇိုင်းတွေပြင်ဆင်ရတာကိုကြိုက်တယ်ဆိုလို့ရှိရင်ကတော့ BU ရဲ့ Culinary Arts and Design မှာလာပြီးတော့လေ့လာလို့ရပါတယ်ဒီမှာဆိုလို့ရှိရင်စကုံမိုးကျောင်းသားတွေကလက်တွေ့သင်ယူနေတာပဲဖြစ်ပါတယ်အခုဆိုလို့ရှိရင်တော့ကျွန်တော် Tourism Tower ရဲ့အမြင့်ဆုံးထပ်ကိုရောက်နေပါပြီဒီမှာဆိုလို့ရှိရင်ဘာရှိမလဲဆိုတာကြည့်လိုက်ကြရအောင်ကျောင်းသားကျောင်းသူတွေအနေနဲ့ဒီလေယာဉ်နဲ့ပတ်သက်တဲ့ဘယ်လိုမျိုးတွေဝန်ဆောင်မှုတွေပေးရမယ်ဆိုတာကိုလက်တွေ့သင်ကြားလို့ရမယ်လေယာဉ်ပေါ့နော်လာကျောင်းရဲ့အကျယ်ကဘယ်လောက်ရှိတယ်ဆိုတော့ကျွန်တော်ပြမယ်ပေါ့နော်ဟိုမှာလှမ်းကြည့်လိုက်ပါကျောင်းကဟိုးနောက်ထိကျယ်တယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒီကTourism Tower ရဲ့အပေါ်ဆုံးကဒါ A ဆုံးရဲ့နောက်ဆုံးပေါ့နော်ပြီးလို့ရှိရင်ဟိုဘက်မှာအားကစားတွေကစားနေကြတယ်ဒါက B ဆုံးဖြစ်တယ်ပြီးဆိုဟိုနောက်မှာအဆောက်အုံရှိတယ်အဲ့ဒီအဆောက်အအုံကကျတော့ C ဆုံးပေါ့နော် C ဆုံးပြီးဆိုလို့ရှိရင်ဟိုနောက်မှာအားကစားကွင်းတွေလည်းထပ်ပြီးတော့ရှိသေးတယ်အဲ့ဒီနောက်မှာရေကန်တွေလည်းရှိတယ်ပေါ့နော်အဲ့ဒီဘက်က D ဆုံးပေါ့နော်အဲ့ဒီမှာကျောင်းရဲ့ကွန်ဒိုလည်းရှိတယ်ပေါ့နော်ဒိုဗီဒိုကွန်ဒိုဆိုပြီးတော့အဲ့ဒီမှာကျောင်းသားဆောင်နေနေလို့ရပါတယ်လာပါဒီမှာဆိုလို့ရှိရင် airline business တွေအတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ airport ပုံစံမျိုးပဲတကယ်လက်တွေ့သင်ကြားမှာဖြစ်ပါတယ်
ခန်းကတော့ hotel တစ်ခုမှာ housekeeping ဘယ်လိုလုပ်လဲဆိုတော့တက်တွေ့သင်ကြားပေးတဲ့အခန်းလေးပဲဖြစ်ပါတယ်ဒီခန်းကတော့hotel တစ်ခုမှာပဲဖြစ်ဖြစ်ပေါ့နော် event တွေမှာပဲဖြစ်ဖြစ် decoration တွေဘယ်လိုလုပ်ရမလဲ band တွေဘယ်လိုလှဆင်ရမလဲဆိုတာကိုသင်ကြားတဲ့နေရာပဲဖြစ်ပါတယ် So it is going to be a fun workshop. I hope. Do not be stressed if you are confused. Aku တက္ကသိုလ်တွေကထိုင်းရွရအိမ်လေးကိုသွားပြီးတော့လဲကြပါမယ် สวัสดีครับผมชื่อไทยครับผมเรียนรูปินนนท์จากมอคลองเทครับขอบคุณมากครับအခုမြင်တွေ့ရတဲ့အတိုင်းပဲပေါ့နော်ကျောင်းထဲမှာရေကန်တွေရောတစ်ပင်တွေရောအများကြီးပဲရှိတာမို့လို့အရန်အောင်မှအေးချမ်းပြီးတော့တာရပါတယ် နောက်မှမြင်ရတဲ့ဒီလှနေတဲ့အဆောင်ကြီးရဆိုလို့ရှိရင် building A ပဲဖြစ်ပါတယ်ဒီအဆောင်အမှာဆိုလို့ရှိရင်ကျောင်းသားတစ်တင်အနေနဲ့ admission နဲ့ပတ်သက်ပြီးတော့လောက်ဆောင်ရတဲ့အဆောင်ဖြစ်ပါတယ်အဲ့ဒီအောက်မှာဆိုလို့ရှိရင် 7-Eleven တို့ Malacan ဆိုင်တို့ BU နဲ့ပတ်သက်ပြီးတော့ BU uniform တို့ကျောင်းသားစာရေးကိရိယာနဲ့ဆိုင်တွေလည်းရှိပါတယ်အဲ့ဒီအရာတွေအပြင် Starbucks coffee ဆိုင်လည်းရှိပါတယ် ကျောင်းသားတွေအနေနဲ့အသေးစားနာမကျဖြစ်တဲ့အခါဥပမာခေါင်းကိုက်တာတို့ဘိုင်းအောင်တာတို့အဲ့လိုမျိုးတွေဖြစ်လို့ရှိရင်ကျောင်းစေကန်းမှာအခမဲ့လာပြီးတော့မှပြသလို့ရပါတယ်ကျောင်းစေကန်းကတော့အဆောင်နယ်ပဲအေးစစ်မှရှိပါတယ်ခင်ဗျာ ဒါကတော့တက္ကသိုလ်ရဲ့ main canteen ပဲဖြစ်ပါတယ်။ A ဆောင်ထဲမှာပဲရှိရပေါ့နော်။ canteen နေ့ကပဲဆိုလို့ရှိရင်ကျောင်းသားတွေဒီမှာအပြည့်ပဲပေါ့နော်။ဒီမှာတစ်ဆောင်ဟိုဘက်မှာလည်းတစ်ဆောင်နှစ်ဆောင်ရှိပါတယ်ခင်ဗျ။
main ကန်ထဲမှာလည်း BU store ရှိရပေါ့နော်ဒီမှာဆိုလို့ရှိရင်စောက်စာတန်းတွေuniform တွေအကုန်လုံးလည်းဒီမှာဝယ်လို့ရပါတယ်နောက်ပြီးတော့တခြားဒီမှာကန်ထဲမှာဆိုလို့ရှိရင်တခြား food store တွေအများကြီးရှိတယ်ပေါ့နော်ခုလောလောဆယ်တော့ပိတ်ထားတယ်ဒါပေမဲ့ site တွေကိုလိုက်ပြပါမယ်မှာတော့နေ့လည်ဆိုလို့ရှိရင်တော့ကျောင်းသားတွေပါအပြည့်ပဲပေါ့နော်ဒါပေမဲ့အခုကကျတော့ပိတ်သွားပြီဆိုတော့ဘူးမှမရှိတော့ဘူးပေါ့နော်ဘူးမှမရှိတော့ရိတ်ပြရတာအများကြီးပါပဲဒီမှာပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့အလယ်မှာရှိတဲ့အားကစားအကွင်းတွေရှိခဏသွားမယ်ပေါ့နော်ဒါကတော့အကြောင်းရဲ့ပထမဆုံးအေးဆုံးမှာရှိတဲ့အားကစားကွင်းအသေးလေးတွေပေါ့နော်ဒီမှာဆိုလို့ရှိရင်အကြောင်းသားတွေဒီမှာဗောလီဘောဆော့လို့ရတယ်ဘတ်စကတ်ဘောဆော့လို့ရတယ်ပြီးပြီဆိုလို့ဒီမှာဖူးဆယ်ကန်တာတွေလည်းရှိတယ်ပေါ့နော်ဒါဒီကအသေးစားအကွင်းလေးတွေရှေ့နားလေးမှာရှိတာပေါ့နော်ဟိုနောက်မှာတော့အားကစားကွင်းအကြီးကြီးရှိပါတယ်ဒီနေ့ကတော့ဒီလောက်ပါပဲအေးဆုံးပါပဲကျွန်တော်တို့လေးလာအများကြီးလေးလာခဲ့ပြီပေါ့နော်နောက်နေ့ကျမှ B နဲ့ C ကိုသွားပြီးတော့ပဲထပ်ပြီးတော့လေးလာပါအောင်မယ်ခုနေ့အတွက်တာတာ